Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဘာတွေလုပ်မှာလဲဆိုတော့တွေ့တဲ့အတိုင်းပဲဒီရောင်းတဲ့နေရာမှာရောက်နေတယ်ဘာလုပ်မှာလဲဆိုတော့လက်ဆက်အုံးရည်လေးနဲ့ coffee နဲ့coffee လေးဖြောက်တော့ပါမယ်ဒါအုံးနုပေါ့နော်ကျွန်တော်ကနည်းနည်းနုတာလေးရွေးပြီးတော့ခုတ်ခိုင်းထားတယ်မြင်းအုံးရည်နုလေးရဲ့အုံဖတ်ကျဲနီပျော့လေးအုံဖတ်လေးနဲ့ကဲအခု coffee ဖြောပါတော့မယ်ဆက်ဝယ်ထားတဲ့လူတွေလည်းအာနာလာပြီးလမ်းကလာမရသေးဘူးရောက်ပါတော့မယ်နဲ့ကြာနေပါတယ်နည်းနည်းတီးခတ်ပြီးစောင့်ပေးကြပါအောင်နော်ဆက်ရောက်လာတာနဲ့အမြန်ပို့ပေးပါမယ်ကဲအုံးရည်တွေကို coffee လေးညှစ်ထည့်လိုက်ပါတယ်ကြိုက်ကြလားမသိဘူးနော်ဒီအရာတာကိုဒီအုံးစိမ်းရည်နဲ့ coffee နဲ့ရောပြီးတောက်ရတဲ့အရာတာတောက်ဖူးကြလားမသိဘူးနော်တောက်ဖူးတယ်ဆိုရင်အရာတာလေးကြိုက်မကြိုက်ကျွန်တော် comment မှာမှန်ခဲ့ပေးပါဦးပြီးရင် coffee ကိုဘယ်လိုတောက်လို့ရသေးလဲဘာနဲ့တွဲပြီးတောက်ကြသေးလဲဆိုတာလေးလဲတိလို့ရှိရင်ကြံဉာဏ်လေးပေးခဲ့ပါဦးကျွန်တော်အခုမှစမ်းကြည့်တာပါအုံးစိမ်းရည်နဲ့ coffee နဲ့ရောဆက်ပြီးတောက်ရတဲ့အရာတာဘယ်လိုလဲဆိုတာတောက်ကြည့်လိုက်ပါမယ်နော်အရာတာတော့မဆိုးကောင်းတယ်စမ်းတောက်ကြည့်ပါဦးနော်ကျွန်တော်ကတော့ဒီ coffee set အသေးလေးနဲ့ရှောက်လုံးနေပါပြီကဲကြံဉာဏ်လေးပေးခဲ့ပါဦးနောက်တစ်ခါဘာနဲ့တွေ့တောက်ရမလဲဆိုတာ bye bye